အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မအိမ်မှာအလွယ်တကူလုပ်လို့ရမယ်ဒိတ်ချီပြပြလေးကိုလုပ်ပြသွားမှာဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကတော့နွားနိုးနဲ့ဒိတ်ချီအနှဲငယ်ပဲလိုအပ်တာဖြစ်ပါတယ်ကိုယ်တိုင်လုပ်ထားတဲ့တက်ရှင်းလက်ဆက်တဲ့ဒိတ်ချီပြပြလေးကိုတောက်ချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကအရင်ကအကျိုးရှိမှာဖြစ်ပါတယ်ဒိတ်ချီကမလုပ်တတ်ရင်တော့ခက်တာလုပ်တတ်သွားလို့ရှိရင်အရင်ကမှလွယ်ကူတော့ပဲဖြစ်ပါတယ်ကျွန်မဒီနေ့ဈေးထဲသွားပြီးတော့နွားနိုးကောင်းလေးနှစ်ပိတ်တာရှာဝယ်ခဲ့ပါတယ်နွားနိုးတွေကိုအိုးတစ်လုံးထဲမှာထည့်ပြီးမှကြိုပါမယ်ရှင်နွားနိုးကြိုတဲ့အခါမှာမီးအပူချိန်ပြင်းလို့မရပါဘူးနော်မဟုတ်လို့ရှိရင်နွားနိုးတွေကအိုးကပ်ပြီးမှတအူလုံးအရတာပြောင်းသွားမှာဖြစ်ပါတယ်။ကျွန်မကတော့နွားနိုးစားချက်ကလေးကနေမီးကိုပြင်ထားပြီးတော့နွားနိုးဆူလာတဲ့အခါမှာမီးအားကိုလျှော့ချလိုက်ပါတယ်။ပြီးတော့မီးအေးလေးနဲ့15မိနစ်လောက်ကြိုထားပေးပါမယ်။အိမ်ကလူတွေကနွားနိုးတောက်ချင်နေစလို့အနှဲငယ်ယူထားပေးလိုက်ပါတယ်။အများကြီးခံသွားတဲ့ထင်မှဆိုလို့ပြောပြတာဖြစ်ပါတယ်။ကဲမီးကိုပိတ်ပြီးတော့အေးခံမှာဖြစ်ပါတယ်ပေါ့နော်။အပေါ်မှာဝေနေတဲ့အဖက်လေးကိုစားလို့ရပါတယ်ရှင်။နှုတ်မလိုက်လေးလိုပဲအရတာလေးကအရန်ကိုကောင်းပါတယ်။အေးခံတဲ့အခါမှာဒီတိုင်းပဲအေးရွာအောင်လို့ထားလို့ရတယ်ပေါ့နော်။ကျွန်မကတော့မဆောင်ချင်တော့လို့အမြန်အေးခံတဲ့နီလန်းကိုတုံးလိုက်ပါတယ်။ဘာနီလန်းလေးလဲဆိုတော့ဇလုံးတစ်လုံးထဲမှာရေတဝက်ကြော်ခန့်ထည့်ထားမှာဖြစ်ပါတယ်။ပြီးတော့အဲ့ထဲမှာနွားနိုးအိုးလေးကိုစိမ်နှောင်းမှာဖြစ်ပါတယ်။ပြီးတော့အဲ့ဒီဇလုံးထဲကရေတွေကပူလာတဲ့အခါမှာရေအေးပြန်တစ်ခါလဲပေးခြင်းအပြင်အမြန်ဆုံးအေးခံလို့ရပါတယ်နော်။အေးခံနေဆိုတဲ့အခါမှာလည်းအေးသွားစရာတော့မလိုပါဘူးရှင်။ပူနွေးနေရောအနေထားလောက်ဆိုရပါပြီရှင်။အဲ့ဒီနွားနိုးကိုကျွန်မတို့တင်ချင်လုံးမဲ့ဘူးလေးထဲမှာတွန်းထည့်ပါမယ်။ကျွန်မတို့တင်ချင်လုပ်တဲ့အခါမှာဆိုရင်စတီအိုးကိုတုံးလို့မရပါဘူးနော်။သူ့ရဲ့အရာကခါတက်တက်ဖြစ်သွားမှာဖြစ်ပါတယ်ဒီလိုပလတ်စတစ်ဘူးလေးတွေနဲ့လုပ်တာကတော့အကောင်းဆုံးပါပဲရှင်ဒီနွားနိုးထည့်ထားတဲ့ဘူးလေးကိုလက်နဲ့ဆန်းကြည့်တဲ့အခါမှာဘူးလေးကပူနွေးနေမှာဖြစ်ပါတယ်နွားနိုးရဲ့အပူချိန်ကလက်တန်းနဲ့ဆန်းကြည့်တဲ့အခါမှာခန္ဓာရည်ရှိတဲ့အပူချိန်ဖြစ်ရပါမယ်နော်လိုအပ်တာထက်လည်းပူသွားလို့မရပါဘူးနော်အဲ့လိုဆိုရင်တင်ချင်ဖြစ်လာတော့မှာမဟုတ်ပါဘူးရှင်နွားနိုးဘူးထဲမှာတင်ချင်တဲ့စွန်းကိုထည့်ပါမယ်နော်တင်ချင်ထည့်ပြီးတဲ့အခါမှာမွေရင်လည်းရပါတယ်မမွေရင်လည်းရပါတယ်နော်ကျွန်မကတော့မမွေဘဲနဲ့အဖုံးကိုပိတ်လိုက်ပါမယ်ပြီးတဲ့အခါမှာနွားနိုးလေးကပူပူနွေးနွေးလေးနဲ့အချင်းဖောက်နိုင်အောင်လို့ကျွန်မအပေါ်ကနေပြီးမှအဝတ်စားလေးနဲ့ပတ်ထားပေးပါတယ်အဝတ်စားနဲ့ဘာလို့ပတ်ထားပေးရတယ်လဲဆိုရင်နွားနိုးရဲ့အခုလက်ရှိအပူချိန်ကိုထိန်းထားပေးဖို့ဖြစ်ပါတယ်သူ့ရဲ့အပူချိန်ကကြာမသွားတဲ့အခါမှာတင်ချင်ကောင်းကောင်းဖောက်နိုင်မှာဖြစ်ပါတယ်ကျွန်မတို့တင်ချင်ဖောက်တဲ့အခါမှာအနည်းဆုံး6နိုင်ရနေ8နိုင်ထိရှိရပါမယ်နော်အချင်းသိမ့်မကြိုက်တဲ့လူတွေကတော့6နိုင်ဝန်းကျင်လောက်ထားရင်ရပါပြီပေါ့နော်အချိန်ကြာလေးသူကပိုပြီးမှချင်လာလေးဖြစ်ပါတယ်ကျမကတော့တင်ချင်ဘူးလေးကို9နိုင်လောက်ထားပါတယ်ရှင်ကျမဒီတင်ချင်ဘူးလေးကိုယူလိုက်တဲ့ခါမှာဆိုလို့ရှိရင်သူရဲ့ဘူးလေးကပူမီနေစေဖြစ်ပါတယ်တန်ဒါလေးကတော့ခုမှပူပူနွေးနွေးဖောက်ထားတဲ့လက်လက်ဆက်ဆက်တင်ချင်ပဲဖြစ်ပါတယ်ရှင်သူရဲ့ပုံစံလေးအဆိုရင်အရင်ကမှစိတ်ကျဉ်နှံ့စရာကောင်းလာပါတယ်ရှင်တင်ချင်လေးကိုဇွန်းနဲ့ကော်ကြည့်လိုက်တဲ့ခါမှာပြစ်ခဲနေတဲ့ပုံစံမျိုးမြင်ရပါတယ်ပေါ့နော်ဒါပေမဲ့အားလုံးကိုမွေလိုက်တဲ့ခါမှာထင်တယ်လို့မဖြစ်ပါဘူးဒီမှာကတင်ချင်ကိုဒီထက်ပိုပြီးပြည့်တောင်လို့ချင်တာကြောင့်မလို့တင်ချင်ကိုပြည့်အောင်လို့အရင်လုပ်ပါမယ်ပထမဦးဆုံးဇလုံးတစ်ခုကိုယူပါမယ်ဇလုံးရဲ့အပေါ်မှာစကားတစ်ခုတင်ပါမယ်ပြီးရင်အဲ့ဒီအပေါ်မှာခြေအစပပလေးတစ်ထပ်ခံပါမယ်စပေါ်မှာတင်ချင်ကိုလောင်းထည့်ပါမယ်ဒါကတော့တင်ချင်ကိုဒီထက်ပိုပြီးမှပြည့်စေချင်တာဆိုလို့ရှိရင်ဘယ်လိုနီးလန်းလေးကိုလှုပ်လို့ရလဲဆိုတာကိုဖော်ပြချင်တာဖြစ်ပါတယ်ပြီးတဲ့အခါမှာကျွန်မကဒီရဲ့တင်ချင်ကိုယူပြီးမှရေခဲတစ်တာထဲမှာ3နိုင်ခန့်တင်ထားပါမယ်ရေစစ်ပြီးမှကြာလာတဲ့ဒီရဲ့အရေးဟာဆိုလို့ရှိရင်အရန်ကိုမှချင်ပါတယ်ဒါကြောင့်မို့ကျမတို့တင်ချင်ကိုအချင်းပေါ့စေချင်တယ်ဆိုလို့ရှိရင်ဒီလိုနီလန်းလေးနဲ့လည်းလုပ်လို့ရပါတယ်ရှင်အခုဆိုရင်ကျမလုပ်ချင်တဲ့တင်ချင်ပြပြလေးကိုရပါပြီအခုဆိုရင်ဒီတင်ချင်ကိုတရက်တီးနဲ့ပဲဖြောဖြောစတော်ဘယ်ရီတီးနဲ့ပဲဖြောဖြောငကမောက်တီးနဲ့ပဲဖြောဖြောကျမရဲ့အတွက်အရန်ကိုမှတင်တော်တဲ့တင်ချင်လေးကိုရရှိတာဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်မလုပ်ပြတဲ့နီလန်အတိုင်းဒေတာလေးလိုက်လုပ်ကြည့်လို့ရှိရင်တော့တင်ချင်ကောင်းဆုံးကိုရရှိမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like and follow လေးလုပ်တော့ပေးပါဦးနော်